အားလုံးပဲမင်္ဂလာပါရှင်။သုံးမြန်မာ channel မှာကြိုဆိုပါရစေ။တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့နဂနီအဆက်အနွယ်များအကြောင်းပဲဖြစ်ပါတယ်။နဂနီအဆက်အနွယ်တိုက်ဆက်များဟာစိတ်ခံစားချက်ကိုအပြည့်ထုတ်မပြတတ်ပါဘူး။စကားပြောပြတ်သားတယ်။လူတွေအကြိုက်မနေတတ်ဘူး။ကိုယ်ပုံစံနဲ့ပဲကိုနေတတ်ပါတယ်။တယောက်တည်းအထီးကျန်နေတာများပါတယ်။မနာလိုသူတွေပေါ်များတယ်။မျက်နှာထားတီးကြည့်တယ်။အပေါင်းအသင်းနေပြီးလူတိုင်းကိုတတိထားဆက်ဆံတဲ့သူတွေဖြစ်ပါတယ်။အချစ်ကြီးတယ်ဒါပေမဲ့ထုတ်မပြတတ်ပါဘူးတတိရှိတယ်အရာရာကိုအေးဆေးဆေးပဲဖြည့်ရှင်တတ်တယ်တော်ယုံစိတ်တက်မကြသလိုသူများထက်သာအောင်အမြဲစူးစမ်းနေတဲ့သူများလည်းဖြစ်ပါတယ်ကိုယ်ပေါ်မကောင်းရင်လှည့်မကြည့်တတ်ကြပါဘူးအိမ်မက်ထဲတွင်မကြခဏငကားတွေရွှေတွေမြင်မက်ရတတ်ပါတယ်နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဘုသူတရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ် notification လေးများကိုလည်းနှိပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်